ရှောင်းနေပြီစောင်းရတယ်တော့ကြာလို့မင်းကိုခင်းနဲ့ထုတ်ပြီးတော့ချောင်းနေဟုတ်လားလာတော့အချိန်နဲ့ရောချိန်နဲ့ကွက်တီငါတော့မှတော့ခေးပြန်စစ်တာတနင်္လာခွဲမှာအဲ့ချိန်ကတော့လေငါလည်းကပြပါလေခု3နာရီခွဲတော့မယ်ဆိုတော့ကွက်တီပါဘူးအဲ့တော့ဒီမှာလေးကျေးဇူးများတင်ပါတယ်ညီမလေးလေးတက်ပြီးတော့တောင်းနေအချင်းလေးဒီချင်းလေးရတယ်တော့အခုကတော့လည်းပြေးပါတယ်အဲဆိုအနုပညာသမားကိုချစ်တော့ဟုတ်ကဲ့အခုတပရိသတ်ဆိုရမမချစ်ပါရှိတယ်မဟုတ်ကဲ့နောက်ဒီဘလော့ပိန်နေတဲ့လေးစားဘောလေးစားတော့ဒီလိုလေးကောင်းတယ်နော်ဒီဟိုမေကာပြီးမှဒီ ခုနဘောလုံးဝါတော့ ကာပြီးမှဒီမေတို့ရဲ့